လောကမှာဘာသာတရားတွေကသူကလည်းသာသနာကိုယ်ကလည်းသာသနာဒီစကားလုံးကိုအသုံးပြုပြီးတော့သာသနာဆိုတဲ့နာမည်ကိုအသုံးပြုပြီးဒီကနေ့ဖော်ပြပြီးတော့နေကြတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဓမ္မမဒိစံရှာနေမှာကြိုးဆိုပါမယ်အဲ့ဒီသာသနာလို့ဖော်ပြနေကြတဲ့ဘာသာတရားတော်တွေထဲမှာဘုရားမြတ်စွာရဲ့သာသနာကတခြားဘာသာတွေနဲ့မတူတဲ့နေယာနိကသာသနာလို့ဒီလိုမှတ်ရမှာနေယာနိကနဲ့အနေယာနိကဆိုတဲ့ဒီစကားလုံးနှလုံးဟာပါဠိစကားဖြစ်သည့်အတွက်ကြောင့်မြန်မာလိုအဓိပ္ပာယ်ရှင်းလင်းပြောကြားရမယ်ဆိုရင်နေယာနိကဆိုတာတကယ်လို့ရင်တကယ်ဖြစ်တဲ့အဆုံးအမဩဝါဒလို့ဒီလိုဆိုလို့တယ်ပေါ့အဲ့တော့မှန်ကန်တဲ့အဆုံးအမဩဝါဒသည်သာလင်တကယ်လို့ရင်တကယ်ဖြစ်တာမှားရတဲ့အဆုံးအမဩဝါဒတွေလိုက်နာပြီးတော့လုပ်မိလို့ရှိရင်ကိုယ်ရည်ရွယ်ချက်အတိုင်းဖြစ်ချင်မှဖြစ်တာမြတ်စွာဘုရားသာသနာတော်ကတော့ဒီလိုမဟုတ်ဘူးဘုရားအဆုံးအမဒါနကောင်းမှုပြုလို့ရှိရင်ဘယ်လိုအကျိုးရတယ်သီလဆောက်တည်ရင်ဘယ်လိုအကျိုးရတယ်ကမ္မထဘာဝနာပွားများအထောက်ရင်ဘယ်လိုအကျိုးရတယ်ဘယ်ကုသိုလ်ကဘယ်လိုအကျိုးရတယ်ဆိုတာဟောပြထားတဲ့အတိုင်းတကယ်လိုက်နာပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာတကယ်အကျိုးရနိုင်နေယာနိနေယာနံမြတ်စွာဘုရားရဲ့သာသနာတော်ဟာတကယ်ကိုတန်တရားဝကတတ္တဝါတွေကိုထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့သာသနာလို့လိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်တကယ်ဖြစ်တယ်ဒီအဓိပ္ပာယ်မျိုးရှိတယ်ပေါ့အနေယာနိကသာသနာလို့ဆိုတာသာသနာလို့ခေါ်ပေမဲ့လို့တကယ်လို့လည်းဖြစ်တာမဟုတ်ဘူးညွှန်မှန်းချက်အတိုင်းဘယ်တော့မှရောက်မလာဘူးမှားယွင်းစွာညွှန်ပြထားတဲ့အဆုံးအမတွေကြတော့သူတို့ပြောတဲ့အတိုင်းရောက်ချင်မှရောက်ဥပမာမဲ့ဒီကောင်းမှုလုပ်လို့ရှိရင်ထာဝရဘုံဗိမာန်နဲ့ထာဝရနိဗ္ဗာန်မှာစံစားရမယ်လို့ဒီလိုပြောထားတာအဲ့ဒါလို့ပြောထားလို့တကယ်လုပ်ပြီဆိုလို့ရှိရင်ထာဝရဗိမာန်မရောက်ဖဲနဲ့ထာဝရငရဲရောက်သွားတာမျိုးတွေရှိသေးတာအဲ့ဒါလို့ပြောတဲ့အတိုင်းတကယ်ထုတ်ဆောင်နိုင်စွာမရှိတဲ့သာသနာမျိုးကိုအနေယာနိကသာသနာလို့ခေါ်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာသာသနာတော်ကသာသနာလို့ဆိုတဲ့ထဲမှာနေယာနိကသာသနာမြတ်စွာဘုရားကထိုသုတ်တန်နေမှာဟောလို့ရှိတယ်နေယာတိတက္ကရတသမ္မာဒုက္ခခယာယအန္တကိသမ္မာဒုက္ခခယတအန္တကိရိယာယတဲ့အဓိပ္ပာယ်ကတော့ဟောထားတဲ့အတိုင်းလိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်တကယ်ကိုဒုက္ခဆုံးသတ်ဖို့တကယ်ကိုစစ်မှန်တဲ့နိလန်းတဲ့အတိုင်းကျင့်ကြံကြိုးကိုအထောက်လို့ရှိရင်တကယ်ကိုဒုက္ခဟာဆုံးသတ်ဖို့အတွက်ဒီတရားတော်ကထုတ်ဆောင်ပေးနိုင်တယ်လို့ဒီလိုဆိုလိုတာเนาะအဲ့တော့ကြည့်လေထုတ်ဆောင်ပေးနိုင်မှုတွေကြည့်ပေါ့အလုံးသိကြတဲ့ဇာလန်းကိုပြောမယ်ဆိုလို့ရှိရင်တော့ပတာစာရီဆိုတဲ့တထေသမီးဟာကံမကောင်းအကြောင်းမလားလို့အိမ်တော်ရေးလည်းကံမကောင်းဘူးအိမ်တော်ရေးကံမကောင်းရုံနဲ့မကဘူးနောက်ဆုံးကြတော့ကံဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းတလန်းလုံးဒုက္ခတွေရောက်ပြီးမိမိရဲ့အိမ်တော်ဘက်ကလည်းမွေကိုက်လို့သေးလမ်းမှာမွေးဖွားလာတဲ့သားလေးနဲ့လူမမဲသားလေးနှစ်ယောက်ကလည်းလမ်းမှာတင်ဆုံးသွားအာကိုဆရာမဲ့လို့အိမ်ပြန်လာအိမ်မှာရှိတဲ့အာကိုရမဲ့အမေအဖေမောင်ကလည်းကံမကောင်းအကြောင်းမလားလို့တည့်ရထဲမှာဆုံးသွားကြတယ်ဆိုတော့သူ့ဘဝဟာနောက်လှည့်ကြည့်ဘာမှမရှိတော့တဲ့အနေအထားမျိုးဒီလိုအခြေအနေမျိုးမှမယူရင်ဘယ်သူယူမလဲပေါ့အဲ့ဒါလောက်ထိအောင်တ
ဒီလိုတောကတွေစိတ်ဆင်းရဲစရာတွေကြုံတဲ့အခါအဲ့ဒီလိုစိတ်ဆင်းရဲမှုတွေကနေပြီးတော့လွတ်မြောက်သွားအောင်လှုပ်ဆောင်ပေးနိုင်တယ်ဆိုတာမြတ်စွာဘုရားသာသနာတစ်ခုပဲရှိတယ်တခြားသာသနာတွေမှာဒီလိုလှုပ်ဆောင်ပေးနိုင်တာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားဓမ္မတိုင်းကျင့်ကြံကြုတ်ကုတ်အထုတ်လိုက်တာပထမဘုရားနဲ့တွေ့တော့စိတ်သက်သာရရတယ်နောက်တစ်ခါမြတ်စွာဘုရားကစိတ်သက်သာရအောင်ဘယ်လိုတွေးခိုင်းတာတုံးဆိုအလုံးသိကြတဲ့အတိုင်းဒီလိုဘဝမှာပျက်စီးဆုံးရှုံးရတယ်ဆိုတာတဲ့တအိမ်တော်နဲ့လည်းမဟုတ်ဘူးမိသားစုတစ်ခုတည်းလည်းမဟုတ်ဘူးလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့တရားဖြစ်တယ်ပေါ့ဒါတွေလိုက်တွေးပြီးတော့စိုးရိမ်နေမယ်ဆိုလို့ရှိရင်လောကကြီးမှာမသေးတဲ့ပုဂ္ဂိုလ်ခုလိုဗျာဒနာတရားတွေနဲ့မကြုံတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိမှမရှိတာမကြုံသေးတဲ့ပုဂ္ဂိုလ်သာရှိတာမကြုံရမယ့်ပုဂ္ဂိုလ်ဆိုတာမရှိနိုင်ဘူးเนาะအဲ့တော့မကြုံသေးတဲ့ပုဂ္ဂိုလ်တွေသာရှိတာကိုကြည့်ပြီးလူတိုင်းဟာကြုံရတဲ့ဟာအတွက်ဆိုရင်တော့ကရောက်နေမယ်လို့ဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့စိတ်ချမ်းသာမှုရနိုင်မလဲလို့ဆိုရက်မြတ်စွာဘုရားရဲ့စိတ်ရဲ့ဖြေရာအဆုံးမဩဝါဒလေးနဲ့ပဲစိတ်ချမ်းသာမှုရသွားတယ်အဲ့ဒီစိတ်ချမ်းသာမှုရသွားတာကိုအခြေခံပြီးတော့တတိပဋ္ဌာန်တရားကျင့်ကြံပွားများလိုက်တဲ့အခါမှာနောက်ဆုံးမှာသောကဆိုတာအမြင့်အငုတ်ပါမကြံတော့ဘူးလုံးဝချမ်းသာသွားတယ်အစဉ်ရောက်သွားတယ်ပေါ့ဘယ်လိုဒုက္ခတွေကြုံသောကဆိုတာမလာတော့အဲ့တော့လောကမှာဘုန်းကြီးတို့တွေစဉ်းစားထားမှာသောကဖြစ်เสียဆိုတာလောကထဲမှာရှိရင်မကြုံဘူးလို့ပြောလို့မရအဲ့တော့ကိုလုံးနိုင်တာကဘာလဲလို့ဆိုရင်ဖြစ်လာတဲ့သောကဘလို့ဖြေပြောင်းမလဲဒါအဓိကကြတယ်ပေါ့ဖြစ်လာတဲ့သောကကိုဖြေပြောင်းဖို့အဓိကဘဝတစ်ခုရလာပြီဆိုရင်မအိုအောင်လဲလှုပ်လို့မရဘူးမနာအောင်လဲသိလို့လှုပ်လို့မရဘူးမသိအောင်လဲလှုပ်လို့မရဘူးဘာဖြစ်လို့တော့ဆိုတော့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကအိုမဲ့ခန္ဓာနာမဲ့ခန္ဓာသိမဲ့ခန္ဓာပဲဩနာတိယေမလွတ်တဲ့ခန္ဓာကြီးကိုရထားပြီးတော့ဩနာတိယေလွတ်ဖို့ကြိုးစားလို့ရှိရင်ဘလို့မှဖြစ်နိုင်အဲ့တော့ဘာကိုကြိုးစားရမလဲလို့ဆိုလို့ရှိရင်သဘာဝတရားကြီးပေါ်မှာလိုက်ပြီးစိတ်ပူပန်းနေတာကိုဘုန်းကြီးတို့တွေကဖြောင်းနိုင်အောင်ကြိုးစားဖို့ပဲဒါကြောင့်မို့မြတ်စွာဘုရားတရားတော်ကတကယ်နှလုံးသွင်းလိုက်ပြီဆိုရင်တကယ်ထုတ်ဆောင်ပေးတယ်ဆွဲထုတ်ပေးတယ်စိတ်ရဲ့အခက်ခဲတွေစိတ်ရဲ့ပူပန်သောကတွေတဲကဆွဲထုတ်ပေးတယ်ငိုကြွေးနေရတဲ့အနေထားတွေကဆွဲထုတ်ပေးတယ်ဒုက္ခဒေါမနတတွေတဲကဆွဲထုတ်ပေးတယ်တဲ့နှလုံးသားတွေဟာပူလောင်ပြီးတော့တပူပင်တပင်ပင်ဖြစ်နေတဲ့အပူတဲ့ဘဝကဆွဲထုတ်ပေးနိုင်တာဒါဘုရားတရားတော်ရဲ့စွမ်းအားပေါ့အဲ့ဒါကိုပြောတာနေယနိကဆိုတာဒီဘဝမှာစိတ်ဆင်းရဲမှုတွေကဆွဲထုတ်လိုက်သလိုနောက်ဆုံးမှာအိုခြင်းနာခြင်းသိခြင်းလို့ဆိုတဲ့ဒီခန္ဓာဒုက္ခတွေကဆွဲထုတ်လိုက်ပြီးတော့နိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်သေးတယ်ပေါ့ခန္ဓာမရှိတော့ဘူးဆိုလို့ရှိရင်ခန္ဓာနဲ့ပတ်သက်တဲ့ဒုက္ခရှိပါအောင်မလားမရှိဘူးအဲ့ဒီဒုက္ခဟာလွတ်ချင်လို့ရရလားလို့ဆိုနီးစနစ်အတိုင်းမကျင့်သုံးလို့ရှိရင်ဘယ်လိုမှမရနိုင်ဘူးပေါ့မှန်ကန်တဲ့နီးစနစ်နဲ့မှဒီခန္ဓာကလွတ်ကဲနိုင်မယ်မြတ်စွာဘုရားကတိတိကျကျဒီသာသနာတော်မှာဟောထားတယ်ဥပတိဒုက္ခသမူလဒီနေရာမှာဥပတိဆိုတာခန္ဓာပဲခန္ဓာရှိနေလို့ရှိရင်ဒုက္ခရှိမယ်ပေါ့အဲ့ဒီခန္ဓာကိုဘယ်သူကနေထုတ်လုပ်နေတာတုံးလို့ဆိုတော့နန္ဒီလို့ခေါ်တဲ့တွေ့တာမှုတဏှာထုတ်လုပ်နေတာအဲ့ဒီတွေ့တာမှုတဏှာကိုဖယ်လိုက်လို့ရှိရင်ဒုက္ခအစုဝေးကြီးဖြစ်တဲ့ဒီခန္ဓာနောက်ထပ်မလာတော့တဲ့နီးနဲ့ဒုက္ခကလွတ်သွားတာတဲ့အဲ့ဒါလို့ထုတ်ဆောင်ပေးနိုင်တဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ်
ဒီကနေ့ခေတ်မှာဘုန်းကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်းဟောဒီမန္တလေးမှာပဲမှတ်မိသေးတယ်မျက်စိအထူးခုဆရာဝန်တယောက်ကိုသွားပြတယ်သူကဗုဒ္ဓဘာသာမဟုတ်ဘူးဘာသာခြားဘုန်းကြီးတို့ကငယ်သေးတော့ဘာသာတရားအကြောင်းလည်းကောင်းအောင်မသိသေးဘူးပေါ့နော်သူကဘာတွေပြောတော့ဆိုလောကမှာဖရာဆိုတာတဆူတည်းပဲရှိတယ်သူပြောလို့တဲ့ဖရာဂေါတမဗုဒ္ဓကိုပြောတာမဟုတ်ဘူးနော်ကဘာမှာဖရာဆိုတာတဆူတည်းပဲရှိတယ်သူတို့ပြောချင်တဲ့ဖရာဘာလို့ဆိုဂေါဆိုတဲ့ဖရာပဲပေါ့အဲ့ဒီဂေါဆိုတဲ့ဖရာကိုမြင်ဘူးတဲ့ပုဂ္ဂိုလ်ဘူးမှမရှိဘူးနော်အဲ့ဒီဖရာကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ဘုရားသခင်ကပြောတယ်ဘုရားသခင်ကပြောတယ်ကဲဘုရားသခင်ကပြောတာဘယ်သူကြားတယ်လဲလို့မေးလို့ရှိရင်ဘယ်သူမှကြားတဲ့လူမရှိဘူးเนาะအစစ်စစ်ပြောလာတာနောက်ဆုံးမှာဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတရားခံလက်သက်ရှာမရတဲ့ရှာမရတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲဘယ်တော့မှမဆုံးနိုင်တဲ့အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်ဘယ်သူမှသိတာမဟုတ်ဘူးဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာဒါမျိုးမဟုတ်ဘူးလေလူသားတွေကတရားကျင့်ပြီးတော့ထူးထူးခြားခြားအသိဉာဏ်တွေရလို့မှန်ကန်တဲ့လင်းစဉ်တစ်ခုကိုချမှတ်ပြီးဒုက္ခအဆုံးသတ်ရေးကိုဟောပြောတာအဲ့တော့ယုံကြည်စိတ်ချသူပြောတာလည်းမဟုတ်ဘူးကိုပြောတာလည်းမဟုတ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအတိအကျဟောထားရှိတယ်လေတယံအဘိညာသစ္စိကတဝပဝေဒေမိကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှအတွေ့အကြုံတိုင်းဟောပြောတာပါတဲ့အစဉ်လာ tradition ကိုဟောပြောတာလည်းမဟုတ်ဘူးစာအုပ်ထဲပါလို့ဟောတာလည်းမဟုတ်ဘူးစိတ်ကူးပြီးတော့အကြံရလို့ဟောတာလည်းမဟုတ်ဘူးတဲ့ဟောတဆင့်စကားဘယ်တမန်ကပြောလို့ဆိုတာမျိုးလည်းမပါဘူးဒီထဲမှာเนาะအဲ့တော့လက်တွေ့ကျင့်သုံးတယ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအာမခံချက်ပေးတယ်လေဒီတရားတွေဟာတဲ့ငါဟောတဲ့အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုရင်တန်ဋိဋ္ဌိကောမင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုတာဒီတဲ့ကောင်းတဲ့ guarantee ဘယ်မှာရှိမလဲပေါ့ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရတယ်ဆိုတာ guarantee ရှိတာပဲပေါ့တော့အဲ့ဒါကြောင့်မို့ဒီသာသနာကိုနေယာနိကသာသနာလို့ခေါ်တာတခါတလေအတန်တူတာတွေအခုခေတ်မှာတော်တော်များတယ်သူကလည်းသာသနာငါလည်းသာသနာသူကလည်းသာသနာရေးငါလည်းသာသနာရေးနော်သူကလည်းဖယားငါလည်းဖယားဆိုတာတူတူပါပဲလို့ပြောလို့လည်းပြောတယ်ဩဥပုသ်ဆောင်တယ်ဆိုသူလည်းဥပုသ်ဆောင်တယ်ကိုလည်းဥပုသ်ဆောင်ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လိုတယ်ပေါ့အတန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်သူကလည်းပရိစိတ်ပဲကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားတယ်ဟောတေချာကြည့်ရင်တမ္မာမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားတူတူပဲလို့ဒီလိုသွားထင်အမတမကွဲပြားခြားနားမှုတွေအခြေခံကွဲပြားခြားနားမှုမသိလို့ရှိရင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လှုပ်တဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလှုပ်ပြီးလို့ရှိရင်ဒုက္ခတွေရောက်လာတယ်အဲ့တော့လုံးဝမတူဘူးအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ်ဆောင်တာလေးတစ်ခုပဲကြည့်လေဥပုသ်ဆောင်တာလေးပဲတစ်ခုကြည့်ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ်ဆောင်ခြင်းအဓိပ္ပာယ်ဆိုတာအရင်ကဟောထားဘူးတယ်အဲ့ဒီဥပုသ်ဆောင်တယ်ဆိုတာကအင်မတန်မှကွာခြားတယ်ဗုဒ္ဓဘာသာတွေဥပုသ်ဆောင်တယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အဓိပ္ပာယ်ရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ်အစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပုသ်လို့ထင်နေတာနော်ခိုးစားနေမလို့လို့အဲ့တော့ညနေစာလေးဥပုသ်မစားတာကိုဥပုသ်ခေါ်တာမဟုတ်ဘူးနော်ကိုစောင့်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာလုပ်တာကရှောင်မယ်ဆိုတဲ့အဲ့ဒီရှောင်ကျင်တဲ့အချက်တွေကိုလိုက်ကြည့်ရှစ်ပါးသီလ
ဥပုသ်ဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တတ်ချင်းမှရှောင်းမဲ့သူများဥစ္စာခိုးခြင်းမှရှောင်းမဲ့မမြတ်သောမေရုံခြင်းမှရှောင်းမဲ့ဆိုတဲ့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်နေတာတွေကတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ယန္နာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လဲတသက်လုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံယုံတက်တဲ့ဥပုသ်ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဘာသာရေးအစာမစားဘူးဆိုတာအငတ်ခန္ဓာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာ12နာရီဟိုဘက်မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့တော့တရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်แท้ကစိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ်ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်แท้မှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ်အဲ့ဒါဟာတကယ်ဥပုသ်ရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုသ်ဆောင်တယ်ကိုယ်လည်းဥပုသ်ဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရဲ့လားတိုက်ချိပေါ့အဲ့မတူဘူးဆိုလို့ရှိရင်အတန်သာတူတာအဲ့ဒါကြောင့်မို့လို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ်လုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တဲ့သာသနာအဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခေတ်မှာဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်နေတတ်ကြတယ်ပေါ့မတူဘူးသူတို့မှလည်းဖျားရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုန်းကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မို့လို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါပဲလို့ပြောတဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့နေယနိကသာသနာလို့ဆိုရတဲ့မယ်မြတ်စွာဘုရားကသုလတိဟနာဒသုတ်လို့ဒီမစ္စည်းမနိကေထဲမှာမှတ်တမ်းတင်ထားတာရှိတယ်သုတ်တန်တစ်ခုအဲ့ဒီသုလတိဟနာဒသုတ်တိဟနာဒဆိုတာမကြောက်မရွံ့ရဲရဲကြီးပြောနိုင်တယ်ပေါ့ရဲတင်းတဲ့စကားပြောကိုယ့်ဘက်ကမသေးကြဘူးဆိုလူကရဲရဲမပြောရဲဘူးလေရဲရဲမပြောရဲဘူးကြောက်ရွံ့ကြောက်ရွံ့နဲ့ပြောတာကိုယ့်ဘက်ကသေးကြပြီဆိုရင်ရဲရဲပြောတာပေါ့အဲ့လိုရဲရဲတင်းတင်းမကြောက်မရွံ့မြတ်စွာဘုရားကပြောရမယ့်အချက်ဆိုပြီးတော့သွန်သင်ပေးထားတာရှိတယ်ပေါ့ဘာဖြစ်လို့ဒီဟာကိုသွန်သင်ပေးရတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကသာသနာတော်ကအမတ္တမထွန်းကားတယ်ဘုရားဟောတဲ့တရားတော်တွေကိုလူတွေကသဘောကျပြီးတော့လိုက်နာကျင့်သုံးကြလို့အောင်မြင်ကြတယ်ခုနကစိတ်ထဲမှာတောကဖြစ်ပြီးတော့ယူတဲ့ပုဂ္ဂိုလ်တွေလည်းအယူပြောက်သွားကြတယ်အရက်သမားတွေလည်းအရက်ပြတ်ပြီးတော့ကျွတ်တရားရသွားကြတယ်လူအလွှာအဆင့်ဆင့်လူတွေဟာလူကောင်းသူကောင်းတွေဖြစ်သွားကြတာအများကြီးပဲเนาะအဲ့ဒါလို့အများကြီးဖြစ်လာတော့မြတ်စွာဘုရားသာသနာဟာတကယ်လို့တကယ်ဖြစ်တယ်ဆိုတော့လူတွေရဲ့စိတ်ဝင်စားမှုကပိုများလာတဲ့အခါကျတော့ဘုရားသာသနာနဲ့ရှင်ပြီးတော့ဘာသာတရားတစ်ဖက်ကဘာသာတရားလုံနေတဲ့ပုဂ္ဂိုလ်တွေဟာဒါသဘာဝအတိုင်းပဲရှင်ပြိုင်းလာပြီဆိုတဲ့အခါမှာကိုယ့်ရဲ့ตาလို့ရှင်လူဆိုတာမနာလို့စိတ်ဆိုတာပေါ်လာတတ်တယ်ပေါ့ရှင်ပြိုင်မှုရလာလို့ကိုကရှုံးနေသွားပြီဆိုမနာလို့တဲ့အခါမှာဘလို့ပြောတော့နော်အရင်လူနဲ့နောက်လူဆိုရင်ပြောလို့ရှိတယ်အမလီနောက်မှာပေါ်တင်ရွှေကြပင်ကိုအလေးပြုရမလားတို့နော်တို့ဟာရှေးတုန်းကတည်းကပေါ်လာတာတို့သာသနာဆိုတာခေဥကလေးကဘာဥရဲပေါ်တာအခုမှမနေ့တနေ့ကဂေါရမသာသနာပေါ်လာတာဘာကြာသေးလို့တော့ ਨੇ ဒီလိုအပြောမျိုးတွေပြောလာဒီကနေ့ခေတ်မြန်မာနိုင်ငံမှာလည်းဒါမျိုးပြောတာရှိတာပေါ့နော်နောက်မှပေါ်ထင်ရွှေကြပင်နဲ့နောက်မှပေါ်လာပြီးตาသွားရင်မကြိုက်ဘူးတာအဲ့တော့အဲ့လိုပြောတတ်တယ်အဲ့ဒီမှာလည်းပဲတခြားဘာသာဝင်တွေကအဲ့ဒီလိုအပြစ်စကားပြောလာတဲ့အခါမှာ
မြတ်စွာဘုရားကအတန်တူပေမဲ့လို့အနှစ်သာရချင်းမတူဘူးဆိုတာကိုပြောဖို့ဆိုပြီးတော့ဒီတိဟနာရတုတ်မှာမြတ်စွာဘုရားသင်ပေးတဲ့စကားလုံးကဘာလို့ဆိုလို့ရှိရင်ဣထေဝသမနောဣဒဒုတိယသမနောဣဒတတိယောသမနောဣဒစတုထောသမနောတုံညာပရပဝါဒနာပောရပဝါဒာသမနေဟိအညေပိလို့မြတ်စွာဘုရားကယဟန်တော်တွေကိုရဲရဲတင်းတင်းပြောခိုင်းတဲ့စကားတစ်ခုပါဒီဗုဒ္ဓမြတ်စွာရဲ့သာသနာအတွင်းမှာသာတကယ့်ကိုကိလေသာငြိမ်းတယ်ဆိုတဲ့ကိလေသာတွေကိုငြိမ်းစေနိုင်တဲ့သမဏဆိုတာရှိနိုင်တယ်ဆိုလိုတာကပထမသမဏဆိုတာသောတပန်ပုဂ္ဂိုလ်ပြောတာဒုတိယသမဏဆိုတာသဂရဂံကိုပြောတာတတိယသမဏဆိုတာအနာဂံကိုပြောတာစတုထသမဏဆိုတာယဟနာကိုပြောတာသမဏဆိုတာရဲ့အဓိပ္ပာယ်ကပါပေသမေတိတိသမနောစိတ်ထဲမှာမကောင်းတဲ့သဘောထားတွေစိတ်ရုပ်မာတွေမကောင်းတဲ့သဘောထားတွေစိတ်ရဲ့အညစ်အကြေးတွေအဲ့ဓာတွေဟာစိတ်ထဲမှာမရှိတော့ဘူးလုံးဝငြိမ့်သွားပြီငြိမ့်သွားတယ်ဆိုတာနောက်ထပ်မပေါ်လာအောင်ငြိမ့်သွားတာเนาะအဲ့ဓာတွေကိုဖယ်ရှားပစ်လိုက်နိုင်တဲ့စိတ်ရဲ့နှလုံးရဲ့ပူလောင်မှုတွေကိလေသာတွေလုံးဝကင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုသို့မဟုတ်ကင်းအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ကိုသမဏလို့ခေါ်တာအဲ့ဒီသမဏအစစ်တကယ့်ကိုရာဂဒေါသမောဟစတဲ့ကိလေသာတွေကင်းတဲ့သမဏအစစ်ဆိုတာဒီသာသနာမှာသာရှိတယ်တခြားမှာတော့နာမည်လောက်ပဲရှိတယ်လို့ဒီလိုဆိုလိုတာပေါ့ဘာဖြစ်လို့တုံးဆိုရှေးခေတ်ကသူလည်းသမဏငါလည်းသမဏလို့ပြောကြတာရှိတာဟုတ်အဲ့တော့တကယ်ငြိမ့်သလားလို့ဆိုတကယ်ငြိမ့်တာမဟုတ်တကယ်ငြိမ့်တဲ့ကိလေသာအသွားတွေတကယ်ငြိမ့်သွားတဲ့သမဏအစစ်ဆိုတာဘုရားမြတ်စွာသာသနာတော်တွင်မှာသာရှိတယ်လို့မြတ်စွာဘုရားကရဲရဲဝံ့ဝံ့ပြောချလို့ယဟန်တော်တွေကိုအဲ့ဒီတုတ်တံမှာဟောကြားထားတာရှိတယ်ပေါ့ဘာဖြစ်လို့ဒီလိုမြတ်စွာဘုရားကအခုလို့ပြောနိုင်ရတာဘာရည်ရွယ်ချက်နဲ့ပြောရတာလဲအာကိုးတာပါလဲလောကမှာလူတွေကပြောပြီးဆိုလို့ရှိရင်လဲအာကိုးเสียတော့ရှိရယုံကြည်ချက်ဆိုအာကိုးเสียလေးနဲ့မှပြောလို့ရတေးသေးချာချာသိပြီအာကိုးเสียရှိပြီဆိုမှလူတွေကပြောလို့ရတာကိုအခုလို့ပြောနိုင်တာဟာဘာအာကိုးနဲ့ပြောတာတုံးလို့ဆိုလို့ရှိရင်ဘုရားသာသနာတော်မှာထူးခြားတဲ့အချက်ကြီး၄ချက်ရှိတယ်ဘာလဲလို့ဆိုရင်မြတ်စွာဘုရားအပေါ်မှာနှစ်ကာယုံကြည်မှုဆိုတဲ့တရားတရားဓမ္မအပေါ်မှာနှစ်ကာယုံကြည်မှုဆိုတဲ့တရားကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ပြည့်ဝဖြည့်ကျင့်မှုနဲ့တရင်သုံးပေါ်အချင်းချင်းတရားဓမ္မကျင့်ပေါ်အချင်းချင်းဟာအမြဲတမ်းတဦးနဲ့တဦးခင်မင်မှုဆိုတာဒီဘဝတည်းခင်မင်တာမဟုတ်ဘူးဘဝအဆက်ဆက်ခင်မင်မှုမပြတ်ဘူးစွဲမြဲတယ်လို့ဆိုတဲ့ဒီအချက်၄ချက်ဟာဒီသာသနာမှာပဲရှိတယ်တခြားသာသနာမှာမရှိနိုင်ဘူးလို့တို့ပြောတာเนาะတထရိပတာဒောတဲ့ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကတထဆရာဘာသာတရားတစ်ခုကိုဥဆောင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဘုရားသာသနာတော်မှာဆိုရင်မြတ်စွာဘုရားဆုံးမသွန်သင်ပြီးတော့ဥဆောင်ပြီးတော့တရားဓမ္မကိုလမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာယုံကြည်ချက်ဘုန်းကြီးတို့တွေဟာဘုရားပေါ်မှာယုံကြည်ချက်အပြည့်အဝရှိကြတယ်။တော့ပုရုဇဉ်ဆိုတာယုံကြည်ချက်အပြည့်အဝရှိတယ်လို့ဒါပြောရတော့လေသောတပန်ပုဂ္ဂိုလ်ရှိနေကရှိတာမဟုတ်သေးဘူးเนาะ။သောတပန်ပုဂ္ဂိုလ်ကြတော့လုံးဝပြည့်စုံတဲ့ယုံကြည်ချက်ကြီးရှိတယ်ပေါ့။ဒါကြောင့်မို့လို့အဝိစ္စပတာဒလို့ခေါ်တယ်။အသိဉာဏ်နဲ့တက်ဝင်ပြီးတော့ယုံကြည်တာဘုရားရဲ့အရေးချင်းကိုသိပြီးတော့ယုံကြည်တာတရားရဲ့အနှစ်သာရကိုကိုယ်တိုင်နှလုံးသွင်းဆင်ခြင်ကျင့်ကြံကြုတ်ကုတ်အထောက်ပြီးတော့ယုံကြည်တာကိုချင်းတရားပေါ်မှာတန်ဖိုးထားတာဟောအချင်းချင်းသတင်းသုံးပေါ်ချင်းမှာချစ်ခင်မှုခိုင်မြဲတာဒီ၄ချက်ဟာဘုရားမြတ်စွာသာသနာတော်မှာသာရနိုင်တယ်လို့ဒီလိုပြောတာเนาะအဲ့တော့သူတို့ကပြောလိုက်မယ်တဲ့သူတို့မှလည်းပဲဘာသာတရားအချင်းချင်းဆိုတော့သူတို့ဖះပေါ်မှာသူတို့ယုံကြည်မှုရှိပါတယ်ပေါ့
သူတို့တရားပေါ်မှာလည်းပဲသူတို့ယုံကြည်မှုရှိပါတယ်ပေါ့သူတို့မှလည်းကိုချင်းသီလဆိုတာရှိတယ်ပေါ့နောက်သူတို့လည်းပဲဘာသာဝင်အချင်းချင်းရိုင်းပင်းမှုဆိုတာတွေရှိတယ်ပေါ့ဒီလိုပြန်ပြောเสียတော့ရတာပေါ့သို့တော့သူတို့ရဲ့ယုံကြည်မှုဆိုတာခိုင်မြဲမှုဆိုတာဒီအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တယောက်ကိုဒီနေရာမှာဆိုလိုတာပုထုဇဉ်ဆိုတာကတော့တရားတရားကမခိုင်သေးဘူးเนาะအခုဗုဒ္ဓဘာသာဖြစ်ခြင်းဖြစ်ပြီးမဲ့တော်ကြာကြတော့တခြားဘာသာဝင်ဖြစ်ခြင်းဖြစ်သွားတာသောတာပန်ဖြစ်သွားလို့အမှန်တိုင်းသိသွားပြီဆိုရင်ယုံကြည်ချက်ကဘယ်တော့မှမပြောင်းတော့အဲ့ဒါမျိုးကိုအဝိဇ္ဇပတာရလို့ခေါ်တယ်တရားဓမ္မသိတဲ့ပုဂ္ဂိုလ်ကလည်းကိုယ်တိုင်သိထားတဲ့တရားဖြစ်သည့်အတွက်ကြောင့်တရားနဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်ကပြောင်းလဲเสียအကြောင်းမရှိဘူးကိုချင်းသီလဆိုတာလေဒီဘဝတင်လုံတာမဟုတ်ဘူးပုရုဇဉ်ဆိုတာသီလဒီဘဝတင်လုံကောင်းလုံနိုင်မယ်နောက်ဘဝရောက်ရင်တော့လုံညီမလုံမှာဒီဘဝမှာကိုချင်းသီလလုံနေတာဟာပတ်ဝန်းကျင်အခြေအနေကောင်းနေလို့လုံတာဖြစ်မယ်နောက်ဘဝရောက်လို့ရှိရင်ဆိုပါစို့ဗမာစကားပုံရှိတဲ့အတိုင်းတက္ကနာနိတက္ကမုတ်ဆိုးနာနိမုတ်ဆိုးအိမ်လူသွားဖြစ်လို့ရှိရင်တော့အကောင်မလောင်နေဖမ်းအောင်မှာပဲပေါ့တငါအိမ်လူသွားဖြစ်ရင်လည်းပဲငါဖမ်းအောင်မှာပဲကိုချင်းသီလဆိုတာပုရုဇဉ်တွေမှာတော့တေချာရေရာခြင်းခိုင်မြဲခြင်းမရှိဘူးအရိယသူတော်စင်ဖြစ်သွားပြီဆိုလို့ရှိရင်မွေးလာကြတဲ့ကဘယ်လိုပတ်ဝန်းကျင်အခြေအနေတွေပဲဖြစ်ဖြစ်သူတို့ဟာပြောင်းလဲမှုမရှိတော့ဘူးလို့ဒီလိုဆိုလိုတာဒါကြောင့်မို့အရိယကန္တသီလဆိုတာ၅ပါးသီလအဲ့ဒီ၅ပါးသီလကိုဘဝကူးသွားတောင်မှနောက်ဘဝရောက်သွားတောင်မှပဲသူဟာတဘာဝအတိုင်းကိုဒီ၅ပါးသီလကျွလွန်တာမလုပ်တော့အခုခေတ်လည်းပဲဖယားမတော့သေချာသိမှာပေါ့အခုခေတ်မှလည်းပဲကလေးလေးတွေရှိတယ်နော်မွေးလာကြတဲ့ကအကောင်မလောင်လေးတွေမတတ်ဘူးနော်အမတမအကျင့်သီလကောင်းပြီးတော့ငယ်ငယ်လေးတွေကစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုဂ္ဂိုလ်လေးတွေရှိတယ်အဲ့တော့သောတာပန်ကလည်းလူပြန်ဖြစ်တာဆိုတော့သောတာပန်လေးတွေမွေးလာတာလို့မပြောနိုင်စရာရှိတယ်နော်မဟုတ်ဘူးလို့မပြောနိုင်ဘူးပေါ့အဲ့တော့ထူးခြားတဲ့အည်အသွေးကိုချင်းတရားကောင်းတဲ့လူငယ်လေးတွေမွေးဖွားလာတာလူလောကမှာမွေးဖွားလာတာတွေရှိနိုင်တယ်အဲ့ဒါကြောင့်မို့လို့ဒီဘဝမှာကိုချင်းသီလမြဲတဲ့ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်သွားပြီဆိုရင်နောက်ဘဝမှာလည်းပဲကိုချင်းသီလမြဲတဲ့ပုဂ္ဂိုလ်ဖြစ်တာပဲခိုင်မြဲတယ်ဒါကြောင့်မို့လို့အရိယကန္တအရိယတွေကအလွန်နှစ်သက်တဲ့သီလလို့ဒီလိုပြောတာအဲ့တော့တရားတရားဆိုပေမဲ့တရားတရားချင်းမတူဘူးတရားပေါ်ယုံကြည်မှုဆိုတာလည်းမတူဘူးကိုချင်းသီလဖြည့်တာလည်းမတူဘူးဘာသာဝင်ချင်းချင်းချစ်ခင်ယဉ်ကျေးခြင်းဆိုတာလည်းမတူဘူးဘာဖြစ်လို့မတူတော့ဆိုလို့ရှိရင်ကဲဒီဘဝမှာတော့ဘာသာဝင်ချင်းချင်းချစ်ခင်ကြတယ်ဂျိုင်းပေးကြတယ်ထားနောက်ဘဝရောက်တဲ့အခါဆိုပါစို့ဒီစာပေထဲမှာရေးထားတာကြည့်နောက်ဘဝရောက်တဲ့အခါမှာတဲ့တန်တရားလဲပြီးဆိုလို့ရှိရင်အဲ့ဒီဘာသာရေးခေါင်းဆောင်တယောက်ကအကုသိုလ်ကံကြောင့်ကြားတဲ့ကောင်ဖြစ်မယ်သူ့ကိုကုန်းွယ်ယုံကြည်တဲ့ဘာသာဝင်တွေကတမင်ဖြစ်မယ်ဆိုလို့ရှိရင်တတ်ဆာမှာပဲသူကိုးကွယ်တဲ့ပုဂ္ဂိုလ်ငါတစ်ချိန်တုန်းကကိုးကွယ်တယ်ခဲ့တာလို့ तू သိနိုင်မှာမလားအေးအရင်တုန်းကခင်မင်ခဲ့တဲ့စိတ်ဓာတ်ရောအဲ့ဒီချိန်မှာရှိနိုင်မှာမလားမရှိသည့်အတွက်ကြောင့်ဒီဘဝတုန်းကဘာသာရေးကောင်းဆောင်ကနောက်ဘဝကျသူ့ရဲ့နောက်လိုက်တွေကိုကြိုက်သက်စားတဲ့အနေအထားမျိုးရောက်သွားတယ်တဲ့ဗုဒ္ဓဘာသာကျတော့မြတ်စွာဘုရားတရားကိုယုံကြည်လို့သောတာပန်ဖြစ်သွားလို့ရှင်အဲ့ဒီလိုကြားဘဝဆိုတာရောက်လို့ရှင်ကိုယ့်ကိုယုံကြည်ကိုးကွယ်တဲ့ကိုယ်နောက်လိုက်ပုဂ္ဂိုလ်တွေကိုစားတဲ့တရားဝါမျိုးဖြစ်ပါရဲ့ဒီချစ်ခင်မှုဒီမေတ္တာဟာအမတ္တမခိုင်မြဲတယ်လို့ဒီလိုပြောတာเนาะတရားဓမ္မကိုသိသွားတဲ့ဘဝမျိုးမှာခိုင်မြဲတာကျန်တဲ့ဘာသာမှာဒီလိုပထမသမဏလို့ဆိုတဲ့သောတာပန်ဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ရှိကိုမရှိဘူးမရှိသည့်အတွက်ကြောင့်တန်တရားကျင်လည်တဲ့အခါမှာဒီဘဝရဲ့ခင်မင်မှုတွေဟာနောက်ဘဝထိအောင်ပါတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့မသေးချာမရေရာဘူးလို့ဆိုတာကောင်းပြီမြတ်စွာဘုရားက
မြတ်စွာဘုရားကကြွေးကြော်ခိုင်းတာကသောတပန်သဂရကအနာဂံယဟန္တာဆိုတာအဲ့ဒီတမနာ၄မျိုးဟာဒုသာသနာမှာသာရှိနိုင်တယ်လို့ဒီလိုပြောတာဟာခုနကအချက်၄ချက်အဲ့ဒီအချက်၄ချက်ခိုင်မာမှုကိုအခြေခံပြီးတော့ပြောတာပြောသည့်အတွက်ကြောင့်သောတပန်သဂရကအနာဂံဖြစ်ကြတဲ့ကနောက်ဘဝမှာရက်ဆက်တဲ့ပုဂ္ဂိုလ်ဖြစ်เสียအကြောင်းမရှိတော့ဘူးလေဟောအဲ့ဒီမှာတခြားဘာသာဝင်တွေကသူတို့မှလည်းသူတို့ဖះကိုယုံကြည်တာရှိတယ်တရားကိုယုံကြည်တာရှိတယ်သူတို့မှလည်းကိုချင်းသီလရှိတယ်သူတို့ဘာသာဝင်အချင်းချင်းလည်းရိုင်းပစ်မှုတွေရှိတယ်လို့ပြောလာမယ်ဆိုလို့ရှိရင်သူတို့ကိုမေးခွန်းထုတ်ဖို့လိုအပ်တယ်ဘယ်လိုမေးခွန်းထုတ်မလို့ဆိုရင်မင်းတို့ရဲ့ပန်းတိုင်ဟာတစ်ခုတည်းလားအမျိုးမျိုးရှိသလားလို့ဆိုရင်သူတို့မှာပန်းတိုင်ဆိုတာတစ်ခုတည်းပဲရှိတယ်ဘယ်သူပဲဖြစ်ဖြစ်ဘဝမှာဘယ်သာသနာပဲဖြစ်ဖြစ်ပန်းတိုင်ဟာတစ်ခုပဲရှိတယ်ဟောဘုရားဘာသာတွေကပန်းတိုင်ကဘယ်ကိုသွားထားတော့ဆိုနိဗ္ဗာန်ဆိုပါစို့အရတ္တမေရတ္တဖို့ဆိုတဲ့ဒီတရားထုတရားမြတ်ရရင်ဒါဘုရားဘာသာဝင်တွေရဲ့လမ်းဆုံးခေါ်တာပေါ့နော်အရတ္တဖလပရိယောတာနံဘဂဝတောသာသနာမြတ်စွာဘုရားသာသနာတော်ရဲ့ပန်းတိုင်ဟာနောက်ဆုံးပန်းတိုင်ဟာဘာလဲဆိုရင်အရတ္တဖို့ပဲပေါ့အရတ္တဖို့ရပြီးတဲ့နောက်မှာတရားကျင့်เสียမရှိတော့ကုန်သွားပြီအပြည့်သက်ကျင့်ပြီးသွားပြီဒါကြောင့်မို့အရတ္တဖို့ရသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကတံကရဏီယံလှုပ်เสียတွေလှုပ်ပြီးပြီလို့ဒီလိုပြောလို့ရတယ်လှုပ်เสียတွေလှုပ်ပြီးပြီဝိတိတံဗြဟ္မစရိယမဂ္ဂင်၈ပါးအကျင့်တရားကိုအပြည့်အစုံကျင့်ပြီးပြီလို့ပြောလို့ရတယ်ပေါ့။ကျန်တဲ့အချိန်မှာပြောလို့မရသေးဘူးပေါ့။သောတပန်ပုဂ္ဂိုလ်တောင်မှပြောလို့မရသေးဘူးကျင့်စရာတွေကြံသေးတယ်။တဂရကံအနာကံဆိုတာလည်းပြောလို့မရသေးဘူး။ယဟန္တာဖြစ်ပြီးဆိုမှပြည့်စုံပြီလို့ပြောလို့ရပေါ့နော်။အလုတ်ဆိုတာမပြည့်သေးတဲ့အလုတ်ရှိတယ်။ပြီးသွားတဲ့အလုတ်ရှိတယ်ပေါ့။အဲဒါကြောင့်မို့လို့ဘုရားဘာသာရဲ့အလုတ်အပြီးဆိုတာဘာကိုပြောတာတော့ဆိုရင်နောက်ဆုံးအရတ္တမေရတ္တဖို့ရောက်မှပြီးတယ်လို့မှတ်ရမယ်ပေါ့။မပြီးမချင်းဒီပန်းတိုင်ကိုရောက်အောင်သွားနေကြရတာပေါ့။အဲ့တော့ဘဝမှာအဆုံးသတ်မှုတွေပန်းတိုင်တွေကအမျိုးမျိုးရှိတယ်။မြတ်စွာဘုရားလက်ထက်ကဒီကနေ့လည်းတူတူပါပဲ။တခြားဘာသာဝင်တွေရဲ့ပန်းတိုင်သူတို့ရဲ့နောက်ဆုံးမျှော်မှန်းချက်ဆိုတာရှိတယ်။ဘုရားဘာသာဝင်တွေကဘာကောင်းမှုလှုပ်လှုပ်ဣဒံမေပုံညာနိဗ္ဗာနတ္တဘောရိညာနတ္တနော်အာတဝခယံဝဟံဟောတုနဲ့ဒီလိုဆိုကြတာလေအဲ့တော့ပန်းနိုင်တစ်ခုနောက်ဆုံးပန်းနိုင်တစ်ခုကိုရည်မှန်းပြီးတော့လှုပ်ကြတာအဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဗြဟ္မဏလို့ခေါ်တဲ့ဗြဟ္မင်းနေပေါ့ဗမာတွေကတော့ပုံနာလို့ခေါ်တာပေါ့အဲ့ဒီဗြဟ္မင်းနေမှာလည်းပဲသူတို့မှာလည်းပဲပန်းနိုင်ရှိတယ်အဲ့တော့သူတို့ပန်းတိုင်ကဘာလဲသူတို့ရဲ့နောက်ဆုံးမျှော်မှန်းချက်ကဘာလဲလို့ဆိုလို့ရှိရင်သူတို့ကဗြဟ္မပြေရောက်ရေးအဓိကပဲသူတို့ရဲ့ပန်းတိုင်ကဗြဟ္မပြေပဲဗြဟ္မပြေဆိုတာတက်တန်းအမတန်မှရှည်တယ်ပေါ့ကဘာချီပြီးတော့နေရတယ်သူတို့ကိုသူတို့လည်းယုံကြည်တယ်ဗြဟ္မမင်းကြီးရဲ့ခံတွင်းကမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေလို့ဗြဟ္မမင်းကြီးကဖန်ဆင်းလို့ဗြဟ္မခံတွင်းကသက်ဆင်းလာတဲ့ပုဂ္ဂိုလ်တွေလို့ဗြဟ္မကိုတန်ဖိုးထားပြီးဗြဟ္မဘုံကိုပန်းတိုင်အဖြစ်ထားတယ်သို့သောဘုရားဘာသာတရားတော်အရဗြဟ္မဆိုတာတတ္တဝါတစ်မျိုးပဲပေါ့သမထကျင့်စဉ်တစ်ခုကိုကျင့်လို့တမာရီစွမ်းအားတွေနဲ့ထိုဇံအပေညင်တွေကိုရပြီးတော့သက်ဆိုင်ရာဇံအားလျော်စွာဘုံဘဝတွေမှာသွားဖြစ်တာအဲ့ဒီဇံအရှင်တွေကုသိုလ်တွေကုံသွားတဲ့အခါကျတော့ပြန်ရောက်လာတာပဲဒါကြောင့်မို့လို့ဗမာစကားမှာရှိတယ်လေဗြဟ္မပြေမှာတဝင်းဝင်းဝဲစခြင်းမှာတရှုပ်ရှုပ်ဆိုတာနော်ဗြဟ္မပြေရောက်ပြီမဲ့လို့တစ်ချိန်တစ်ခါကျတော့အပင်ငရဲပြန်ရောက်ချင်ရောက်တယ်လို့ပြောတာနော်အဲ့ဒီအဓိပ္ပာယ်ကိုဆိုလိုတာဗြဟ္မဘဝဟာလမ်းဆုံးမဟုတ်သေးဘူးပေါ့သို့တော့သူတို့ရဲ့ရည်မှန်းချက်ဥတည်ချက်ဟာဗြဟ္မဟာလမ်းဆုံးထားတယ်ပေါ့နောက်တစ်ခါယသိတွေရှေးတုန်းကတာပတဆိုတဲ့ယသိတွေရှိတယ်အဲ့ဒီယသိတွေရဲ့မျှော်မှန်းချက်လမ်းဆုံးကလည်းပဲဗြဟ္မဘုံပဲဒါပေမဲ့ဗြဟ္မဘုံတွေကသူတို့ရည်မှန်းတဲ့ဗြဟ္မဘုံကအဘတ္တရဆိုတဲ့ဗြဟ္မဘုံအဲ့ဒီဗြဟ္မဘုံဟာသူတို့ရဲ့လမ်းဆုံးပဲဟောနောက်ပြီးတော့
ပရပိုက်ဆိုတာဘုရားလက်ထက်ကသစ္စကပရပိုက်တို့တခြားပရပိုက်တွေပေါ့လေပရိဘာဇကဆိုတဲ့ပုဂ္ဂိုလ်တွေရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ဆိုတာသင်္ဆေယပရပိုက်ကြီးရဲ့တပည့်အဖြစ်ခံခဲ့ဘူးတာလေသူတို့ရဲ့လမ်းဆုံးကဘာလဲလို့ဆိုရင်သူဘကိဏ္နာလို့ခေါ်တဲ့ဗြဟ္မဘုံပဲအဲ့ဒါသူတို့ရဲ့လမ်းဆုံးနောက်အာဇီဝကလို့ခေါ်တဲ့အသက်မွေးမှုဟာပြင်းထန်ပင်ပင်ပန်းပန်းကျင့်တယ်အဲ့ဒီပင်ပင်ပန်းပန်းကျင့်တဲ့အာဇီဝကဗမာတွေကတော့တက္ကရွန်းလို့ခေါ်တာပေါ့နော်ဥပကတို့လို့တက္ကရွန်းနေနိဂန္ဓနာတဗုဒ္ဓတို့လို့ချိန်နေပေါ့သူတို့ရဲ့ပန်းတိုင်ကဘာတုံးဆိုလို့ရှိရင်အတိညတဘုံနဲ့အနန္တမာနတလို့ခေါ်တဲ့စိတ်ကိုသူတို့ကဖယ်ခွာထားနိုင်တဲ့ရုပ်တရားကြီးတက်တက်ဖြစ်တဲ့အတိညတဘုံသူတို့ရဲ့ပန်းတိုင်ပဲလို့သို့တော့အဲ့ဒီပန်းတိုင်တိုင်းကိုသူတို့တရားကျင့်စဉ်ရဲ့လမ်းဆုံးအဖြစ်ဒီလိုပဲသတ်မှတ်ကြတယ်ဘုရားဘာသာတွေသတ်မှတ်တာကတော့အရတ္တမေရတ္တဖို့ပဲအရတ္တမေရတ္တဖို့ရောက်ရင်လမ်းဆုံးတယ်ဒီနောက်ကျင့်စရာမရှိဘူးဆိုတာလို့အဲ့ဒါလို့အမျိုးမျိုးပန်းတိုင်တွေကိုသတ်မှတ်ပြီးတော့ကျင့်ကြတယ်ပေါ့တခြားစကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ဘုရားဘာသာမှာတော့နိဗ္ဗာန်သို့မဟုတ်မောက္ခလို့သုံးတယ်တခြားဘာသာတွေမှာတော့မောက္ခဆိုတဲ့စကားလုံးနဲ့စင်စင်တူတဲ့မောက္ခဆိုတဲ့စကားလုံးကိုတူတယ်လွတ်မြောက်ခြင်းပေါ့ဘဝလွတ်မြောက်ခြင်းဆိုတာတွေဟာသူတို့ကအခုပြောခဲ့တဲ့ပန်းနိုင်တွေကိုဘဝလွတ်မြောက်ရေးလို့ဒီလိုပြောတာเนาะဒီကနေ့ခေတ်ဘာသာတွေလည်းကြည့်လေဒီကနေ့ခေတ်မှာထင်ရှားရှိတဲ့ဘာသာကြီးတွေကတချို့ဘာသာတွေကသူတို့ရဲ့လမ်းဆုံးကဘယ်မှာတော့ဆိုရင်ကောင်းကင်ဘုံပဲလေဒီလိုထို့ပြောတာမဟုတ်လားကောင်းကင်ဘုံတို့ဒါတွေကိုရည်ညွှန်းပြီးတော့ပြောကြတယ်အဲ့ဒါလိုပဲကိုယ်ရည်ရွယ်ချက်နဲ့ကိုဘာသာတရားကိုလှုပ်ဆောင်ကြတယ်ကျင့်ကြံကြတယ်အဲ့ဒါလိုကျင့်ကြံတဲ့အခါမှာဒီလိုဘာသာတရားလမ်းဆုံးကိုရောက်အောင်ရောက်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှရောက်ထားလဲလို့မေးပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တကယ်ကိုယ်ရည်ရွယ်ချက်လမ်းဆုံးကိုရောက်ဖို့ဆိုတာဟာတွေ့တာမှုတဏှာမရှိမှရောက်တယ်တွေ့တာမှုတဏှာရှိတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးနော်အဲ့ဒီနိဋ္ဌာဆိုတဲ့ဘဝလမ်းဆုံးတစ်ခုဟာရောက်ရင်တရာဂလို့ခေါ်တဲ့တဏှာအတွေ့အတာရှိတဲ့ပုဂ္ဂိုလ်တွေမရောက်ဘူးဝိတရာဂဆိုတဲ့တဏှာကင်းတဲ့ပုဂ္ဂိုလ်မှရောက်တယ်တဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျတဲ့ဒေါသရှိတဲ့ပုဂ္ဂိုလ်တွေမရောက်ဘူးဝိတဒေါသလို့ခေါ်တဲ့ဒေါသကင်းစင်တဲ့ပုဂ္ဂိုလ်တွေမှရောက်တယ်တမောဟလို့ခေါ်တဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိပဲနဲ့တွေ့ဝေးနေတယ်မလှုပ်တဲ့နာကိုလှုပ်တဲ့နဲ့ထင်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်ဆိုတဲ့အမှန်တရားကိုမမြင်တဲ့မောဟရှိတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးတဲ့မောဟရှိတဲ့ပုဂ္ဂိုလ်တွေရောက်မယ်ရာဂရှိတဲ့ပုဂ္ဂိုလ်တွေရောက်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေမှာလည်းရာဂရှိတာပဲတိရစ္ဆာန်တွေမှာလည်းဒေါသရှိတာတိရစ္ဆာန်တွေလည်းမောဟရှိတာတိရစ္ဆာန်တွေရောမရောက်ပေဘူးလားအဲ့ဒီကြတော့ရောက်ကုန်မှာပေါ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ရာဂဒေါသမောဟရှိတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးတဲ့နောက်တစ်ခုကဘဝကိုတွေ့တာတဲ့တဏှာရှိတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးအစွဲလန်းဥပါဒံရှိတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ဘူးအသိပညာရှိတဲ့ပုဂ္ဂိုလ်မှရောက်နိုင်တယ်လောကမှာအကောင်းဆုံးနဲ့ပတ်သက်လာလို့ရှိရင်လူရဲ့စိတ်ဟာ2မျိုးရှိတယ်နော်ကောင်းတာဆိုလို့ရှိရင်လိုက်လျောတယ်မကောင်းတာဆိုရင်ဆန့်ကျင်တယ်ဆိုပါစို့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတဲ့စိတ်ဓာတ်ဖက်လိုက်နေတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းမရောက်နိုင်ဘူးတဲ့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်လိုက်လျောခြင်းဆန့်ကျင်ခြင်းဆိုတဲ့စိတ်ပြောင်းလဲမှုမရှိတဲ့ပုဂ္ဂိုလ်မျိုးမှသာရောက်နိုင်တယ်ဟောနောက်တစ်ခုကျတော့ပပင်စရတိလို့ခေါ်တယ်ပပင်စတရားတွေပေါ်မှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်မှန်သမျှဟာလမ်းဆုံးဆိုတာမရောက်နိုင်ဘူးတဲ့ပပင်စရတိဆိုတာပပင်စဆိုတာဘာကိုပြောတာတုံးဆိုတန်တရားကြီးကိုကျဲသွားစေတယ်ဘဝရှည်တာရှည်သွားစေနိုင်တဲ့တရားအဲ့ဒီတရားဆိုတာ3မျိုးပဲတဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့အဲ့ဒီတရား3မျိုးတဏှာရဲ့အတွေးကအမြဲတမ်းဧတံမမလို့ငါဟာဆိုတဲ့အတွေးနဲ့တွေးတယ်ဘာကိုပဲဖြစ်ဖြစ်နော်အပြင်ဘက်ကပစ္စည်းကိုပဲဖြစ်ဖြစ်ကိုယ်ခန္ဓာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ငါဟာ
ခန္ဓာကိုယ်ကပတ္တတာဆိုရင်ငါမျက်လုံးငါနားငါနှာခေါင်းစသဖြင့်ငါဘဝဟောပစ္စည်းကြတော့ငါဥစ္စာငါရွှေငါငွေဟောအဲ့ဒီအမြင်ဟာတဏှာရဲ့အမြင်လို့ခေါ်တယ်အဲ့ဒီအမြင်ရှိနေသေးသည်မြတ်တန်တရားကြီးကမဆုံးနိုင်သေးဘူးလို့ပြောတာနောက်တစ်ခုကမာနတဲ့မာနဆိုတာအရာရာငါလို့ထင်တယ်ရုပ်တရားပဲဖြစ်ဖြစ်နာမ်တရားပဲဖြစ်ဖြစ်ကိုယ့်ကိုငါလို့ဒီလိုသတ်မှတ်တယ်ငါဆိုတာဒီအရေးချင်းတစ်ခုပေါ်မှာမူတည်ပြီးတော့အထင်ရောက်မှုကိုပြောတာတကယ်တော့ငါဆိုတာဘယ်ဟာကိုပြောတာတော့ရုပ်ကိုပြောတာလားနာမ်ကိုပြောတာလားတဘာဝတရားနဲ့ကြည့်လိုက်မယ်ဆိုရင်ငါလို့ပြောစရာတခုမှမရှိဘူးငါလို့ပြောစရာမရှိဘူးဆိုတာဘာဖြစ်လို့ဆိုတော့သူအကြောင်းနဲ့သူဖြစ်နေတဲ့သဘောသင်္ခါရသဘောတရားတက်တက်မြတာဖြစ်တယ်ဘယ်ဟာကိုမှငါလို့ပြောလို့မရဘူးအဲ့ဒီပြောလို့မရတာကိုအထင်အမြင်ရောက်ပြီးတော့ငါလို့ထင်နေတာမာနာတဲ့ဒါခါငါရဲ့အတ္တကိုလို့ချင်တာလုံးလို့ရတယ်အဲ့တော့ငါမှမရှိဘူးဆိုရင်ငါဟာဆိုတာလည်းရှိနိုင်တာမဟုတ်ဘူးလေငါမရှိရင်ငါဟာမရှိဘူးငါဟာမရှိရင်လည်းငါဆိုတာမရှိနိုင်ဘူးပေါ့ငါရဲ့အတ္တကိုလို့ချင်နိုင်လုံးလို့ရတယ်ကိုယ့်ရဲ့အလိုအကျဖြစ်တယ်သာဝရမြဲတယ်ဆိုတဲ့အတွေးတွေနဲ့ဒီလိုမှားရွေးတဲ့အမြင်တွေဒီလိုရှိနေတာဒိဋ္ဌိအဲ့ဒီပပင်စတရားတွေစိတ်ထဲမှာလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းလမ်းဆုံးဆိုတာမရနိုင်ဘူးဆိုတာရှိတယ်ပေါ့နော်အဲ့တော့ဘုရားတရားတော်ရဒီပပင်စတရားကင်းတဲ့ပုဂ္ဂိုလ်တွေမှသာလေလမ်းဆုံးဆိုတာရောက်နိုင်တယ်တဲ့အဲ့ဒါလို့ထူးခြားတဲ့အရည်အသွေးတွေဒီလိုစစ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတခြားဘာသာတွေမှာဒါမျိုးဟာရှိနိုင်တာမဟုတ်ဘူးတဲ့အဲ့ဒီမှာမြတ်စွာဘုရားကတန်တရားဝတ်ကလွတ်ချင်းမလွတ်ချင်းနဲ့ပတ်သက်ပြီးတော့အမြင်နှမျိုးကိုယဟန်တော်တွေကိုဆက်ပြီးတော့ဟောကြားထားတာရှိတယ်လောကမှာအမြင်နှမျိုးရှိတယ်မတူညီတဲ့အမြင်နှမျိုးဘုန်းကြီးတို့တွေမှာဘယ်အမြင်မျိုးကိုယ်မှာရှိတယ်လဲဆိုတာစဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီအမြင်နှမျိုးဆိုတာဘာကိုပြောတာတုံးဆိုဘဝဒိဋ္ဌိဆိုတဲ့အမြင်နဲ့ဝိဘဝဒိဋ္ဌိဆိုတဲ့အမြင်ပဲဘဝဒိဋ္ဌိဆိုတာကိုဖြစ်ထားတဲ့ဘဝဟာကိုရထားတဲ့ခန္ဓာသို့မဟုတ်ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားဟာထာဝရလို့ယူဆလို့ရှိရင်ဒါဘဝဒိဋ္ဌိပဲပေါ့ဆိုပါတော့မြန်မာလူမျိုးတွေဆွဲလန်းပုံလေးပြောမယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေကသေရင်ဝိညာဉ်လေးကထွက်သွားတယ်လို့ယူဆတယ်ဒီဝိညာဉ်လေးကနောက်ခန္ဓာကိုယ်ထဲမှာဝင်စားတယ်လို့ယူဆတယ်အဲ့တော့သေလို့ရှိရင်ဝိညာဉ်လေးကြမ်းနေတာကိုကဒါဘဝဒိဋ္ဌိပဲနော်သေသွားတယ်ဆိုတာရောနိုင်ရောဒီဘဝမှာခိတ္တအတိုင်းအတာတစ်ခုရဘဝဟောင်းတစ်ခုချုပ်သွားတယ်လို့မယူနိုင်မဲနဲ့ဝိညာဉ်လေးကနောက်ဘဝကိုကူးသွားတယ်လို့ယူဆလို့ရှိရင်ဒါသတ္တရဒိဋ္ဌိခေါ်တာပဲအဲ့ဒီသတ္တရဒိဋ္ဌိဟာဘဝဒိဋ္ဌိပဲဒီနေရာမှာနော်အဲ့တော့များသောအားဖြင့်ဘုရားဘာသာဝင်တွေသေချာတွေးကြည့်မယ်ဆိုရင်သတ္တရဒိဋ္ဌိဘဝဒိဋ္ဌိနဲ့အမတန်နီးတယ်ပေါ့အမတန်မှနီးတယ်ဒီဘက်ကိုဥလှဲ့နေတာများတယ်ပေါ့သေးသေးချာချာဒီသဘာဝတရားတွေကိုလေ့လာလိုက်စားထားခြင်းမပြုဘူးဆိုလို့ရှိရင်ဒီတတ္တဒိဋ္ဌိရဲ့အယူဆတစ်ခုဟာရှိနေ။ဘာဖြစ်လို့တတ္တဒိဋ္ဌိအယူဆရှိသလဲလို့ဆိုလို့ရှိရင်လောကမှာထာဝရမြဲတဲ့အရာကလေးတစ်ခုရှိတယ်။အတ္တလို့ခေါ်ရတဲ့အရာလေးတစ်ခုရှိတယ်။အဲ့ဒီအတ္တလို့ဆိုတာဘယ်လိုဟာကိုခေါ်တာတုံးလို့ပါဠိယဟန်ပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်သူကဝဒောဝေဒီယောတဲ့နော်စကားပြောတတ်တဲ့ဟာကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားကိုခံစားမဲ့ဟာလောကလူတွေကနာမည်မျိုးမျိုးတက်ပြီးတော့သာခေါ်နေတာလေဒီဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နောက်ဘဝကျတော့ငါခံစားရမယ်ဆိုတဲ့အတွေ့မတွေးကြဘူးလားကဲနောက်ဘဝခံစားမှာဘာလို့လဲမေးကြည့်လိုက်ကိုယ့်ဘက်ကိုသေချာစစ်စစ်မေးကြည့်ဒီဘဝကုသိုလ်ကောင်းမှုလုပ်တယ်လှုပ်တာဘာလို့လဲနောက်ဘဝခံစားမယ်ဆိုတာခံစားမှာဘာလို့လဲလို့သေးသေးချာချာမေးကြည့်လိုက်လို့ရှိရင်ကိုယ်တဏ္ဍာမှာအမြင်ရှင်းဖို့လိုအပ်တယ်ပေါ့တမ္မာဒိဋ္ဌိအမြင်နဲ့ကြည့်မယ်ဆိုရင်
ဒီဘဝလှုပ်တာဘယ်သူလဲလို့မေးလို့ရှင်စေတနာနဲ့သဘာဝတရားတွေကလှုပ်တာပဲအကြောင်းတရားတွေဖြစ်ပေါ်တာကိုပြုလုပ်သူလို့သတ်မှတ်တယ်အဲ့ဒီအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားပေါ်လာတာကိုခံစားသူလို့သတ်မှတ်တယ်တကယ်တော့ခံစားသူလည်းမရှိဘူးပြုလုပ်သူလည်းမရှိဘူးလို့ဒီလိုဆိုလိုတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ကမ္မတ္တကာရကောနတ္ထိဝိပကတ္တသဝေရကောတဲ့ကုသိုလ်ကံအကုသိုလ်ကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးသဘာဝတရားတွေကပြုလုပ်သွားတာအဲ့ထက်မဲ့ဘယ်သူကိုငါလို့ပြောမှာဥပမာမဲ့အခုလိုတရားဓမ္မနာကြတယ်ဒါနကောင်းမှုတွေလုပ်ကြတယ်အရက်စကားနဲ့ပြောမှဆိုရင်ဘယ်သူနာမည်နဲ့ပေါ့လေဘယ်သူကကုသိုလ်ကောင်းမှုတွေလုပ်တယ်ဘယ်သူကလှူတယ်ဆိုတဲ့နာမည်လေးနဲ့တော့ပြောတာပေါ့နော်တကယ်တော့လှူသူဟာဘယ်သူလဲလို့သေချာလိုက်ပြီးတော့စစ်ကြည့်လိုက်လို့မဆိုရင်သူတဏ္ဍာမှာဖြစ်တဲ့တရားစွမ်းအားစေရနာစွမ်းအားနော်တဘာဝတရားတွေကတွန်းအားပေးလို့လှူတယ်ဆိုတာဖြစ်လာတာလေအဲ့ဒီထဲမှာစေရနာကိုလှူသူလို့ပြောမှလားတရားတရားကိုလှူသူလို့ပြောမှလားအလောဘကိုလှူသူလို့ပြောမှလားလို့ဆိုလို့ရှိရင်ဘယ်သူမှပြောလို့မရဘူးလေလူလို့ပြောလို့မရဘူးအဲ့ဒီသဘာဝတရားတွေကစုပြီးတော့ဒီတစ်ခုကိုဖြစ်အောင်လုပ်လိုက်တာပဲပေါ့အဲ့တော့ဖြစ်အောင်လုပ်လိုက်တဲ့အခါကျတော့အကျိုးခံစားတော့ဘယ်သူခံစားတာတုံးလို့မေးလို့ရှိရင်ဟောအကျိုးခံစားတဲ့အချိန်မှာဒီဘဝချင်းဆက်ဆက်ပြီးတော့နေတဲ့ဝေဒနာဆိုတဲ့သဘာဝတရားကအကျိုးခံစားတာအဲ့ဒါကြောင့်မို့လို့ပြုလုပ်သူဆိုတာလဲတကယ်တော့မရှိဘူးသဘာဝတရားတက်တက်ပဲရှိတယ်ခံစားသူဆိုတာလဲမရှိဘူးသဘာဝတရားတက်တက်ပဲလို့အဲ့ဒီမှာအကြောင်းတရားဖြစ်ပေါ်တာကိုပဲပြုလုပ်တယ်လို့ပြောတယ်အကျိုးတရားပေါ်လာတာကိုပဲခံစားတယ်လို့ပြောရတယ်တဲ့ဒီကြားထဲမှာခံစားတယ်ဆိုတဲ့သီးသန့်ဘာတစ်ခုမှမရှိဘူးအဲ့ဒါကိုပြောတာကမ္မတ္တကာရကောနတ္ထိဝိပကတ္တသဝေရကောသုဒ္ဓဓမ္မပဝတ္တန္တိဧဝေတံသမ္မလက္ခဏာဆိုတာသမ္မထတနာမှန်ကန်တဲ့အမြင်တစ်ခုကိုရဖို့ရဒီလိုအဲ့ဒါကြောင့်မို့လို့ဒီဘဝဒိဋ္ဌိဆိုတဲ့နေရာမှာခုနကဒီမှန်ကန်တဲ့အမြင်တစ်ခုကိုမရလိုက်ဘူးတဘာဝတရားကိုတဘာဝတရားလို့မမြင်မဲနဲ့ကိုယ့်ရဲ့အတ္တလို့စိတ်ထဲမှာတွေးထင်တဲ့ကြံစီထားတဲ့အရာလေးတစ်ခုသို့မဟုတ်ဝိညာဉ်ဒီဝိညာဉ်လေးကဒီဘဝမှာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်သိတဲ့အခါကျတော့အဲ့ဒီဝိညာဉ်လေးကထွက်သွားပြီးတော့ကုသိုလ်ကံကြောင့်နတ်ပြည်ရောက်သွားတယ်အကုသိုလ်ကံကြောင့်ငရဲရောက်သွားတယ်ဆိုရင်ဒါဘဝဒိဋ္ဌိလို့ခေါ်တာပဲဘဝနဲ့ပတ်သက်ပြီးတော့ဒီမြဲတယ်ဆိုတဲ့တတ္တအယူဆနဲ့အယူဆတစ်ခုအဲ့တော့လောကကြီးဟာကြည့်မယ်ဆိုလို့ရှိရင်တတ္တဒိဋ္ဌိအယူဆရှိတဲ့ပုဂ္ဂိုလ်နဲ့နောက်တစ်ခုကဥစ္စေတနှစ်ယောက်ပဲတစ်မျိုးပဲရှိတယ်ဥစ္စေတဒိဋ္ဌိဆိုတာဝိဘဝဒိဋ္ဌိအဲ့တော့ဝိဘဝဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးတချို့ကမှားမှားယွင်းယွင်းအဓိပ္ပာယ်တွေဖော်တာရှိသေးတယ်ဝိဘဝကိုစိစိမ်ဥစ္စာလို့အဓိပ္ပာယ်ဖော်တာရှိသေးတယ်ဝိဘဝတဏမှာအဲ့ဒါမမှန်ကန်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲဝိဘဝဆိုတာဘဝကင်းပြတ်တာကိုပြောတာဝိဆိုတာကင်းပြတ်တယ်ဆိုအဓိပ္ပာယ်ရတယ်အဲ့တော့တချို့ကြတော့အေးဒီဘဝသိသွားလို့ရှိရင်ပြတ်တာပဲနောက်ဘဝဖြစ်တာ तू မဟုတ်ဘူးတဘဝဟာတခါတည်းပဲလို့ဒီလိုလက်ခံတဲ့အယူဆတစ်ခုကိုဒါဝိဘဝဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့လောကမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တတ္တဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်နဲ့သို့မဟုတ်ဘဝဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်နဲ့ဝိဘဝဒိဋ္ဌိဥစ္စေတဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ဒါပဲရှိတယ်အဲ့တော့တတ္တဒိဋ္ဌိကိုဘဝဒိဋ္ဌိလို့လည်းခေါ်တယ်ဝိဘဝဒိဋ္ဌိကိုဥစ္စေတဒိဋ္ဌိလို့လည်းခေါ်တယ်ပေါ့နော်လောကမှာအဲ့ဒီအမြင်နှမျိုးရှိနေတယ်ဆိုလို့ရှိရင်ကဲစဉ်းစားကြည့်တတ္တတအမြင်နဲ့ဥစ္စေတအမြင်ဒီနှစ်ခုကိုတစ်ခုကိုလက်ခံလိုက်ရင်တစ်ခုနဲ့တစ်ခုဆန့်ကျင်မှုရှိသလားမရှိဘူးလားမြဲတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်ကမမြဲဘူးဆိုတဲ့ပုဂ္ဂိုလ်နဲ့မဆန့်ကျင်ပေဘူးလားမမြဲဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်ကမြဲတယ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့မဆန့်ကျင်ပေဘူးလားအဲ့ဒါလို့ဆန့်ကျင်တယ်ဆိုကြတဲ့ကဒီအယူဆနှစ်ခုဟာပဋိပက္ခဖြစ်နေတဲ့အယူဆနှစ်ခုပဲပေါ့အဲ့ဒီအယူဆနှစ်ခုကိုယူဆနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာဘာဖြစ်လို့ဒီအယူဆနှစ်ခုကိုလက်ခံတယ်လဲ
ဒီအယူဆဟာဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုမသိလို့နော်ဖြစ်ကြောင်းတရားကိုမသိဘူးချုပ်ကြောင်းတရားကိုမသိဘူးအဲ့ဒီအယူဆရဲ့ตาယာပွဲအဲ့ဒီအယူဆရဲ့အပြစ်အနာစာအဲ့ဒီအယူဆရဲ့ထွက်ပေါက်ဆိုတာတွေကိုဒါတွေကိုအမှန်ကန်မသိသည့်အတွက်ကြောင့်ဒီမိစ္ဆာအယူဝါဒတွေဟာပေါ်လာတယ်လို့အဲ့တော့လောကမှာဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်တခြားဘာသာဝင်ပဲဖြစ်တော့ဘယ်ဟာမှမရှိဘူးဒီနှစ်ခုထဲမှာဝင်သွားရတယ်တတိထားဖို့ရနော်မှန်မှန်ကန်ကန်တရားဓမ္မကိုမမြင်ဘူးမဆင်ញင်နိုင်ဘူးဆိုရင်ဒီနှစ်ခုထဲကတစ်ခုတည်းဝင်သွားနိုင်တယ်ပေါ့အဲ့ဒါလို့ဝင်သွားပြီဆိုတာနဲ့တပြိုင်နက်လမ်းလွဲပြီအဲ့ဒီအမြင်ရှိသမျှပုဂ္ဂိုလ်တွေဟာဘယ်တော့မှတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ဆင်းရဲဒုက္ခတွေကမလွတ်နိုင်ဘူးတဲ့အဲ့ဒါတွေလွတ်ဖို့ရအတွက်ကြတော့ဟောဒီနှစ်ခုစလုံးကိုရှောင်ရှားဖို့လိုအပ်တယ်လို့မြတ်စွာဘုရားဒီလိုဟောအဲ့ဒီနှစ်ခုကိုရှောင်ရှားတယ်ဆိုတာဘယ်လိုနည်းနဲ့ရှောင်ရှားရမလဲအဲ့ဒီနှစ်ခုကိုရှောင်ရှားဖို့အတွက်ပရိစ္ဆေသမုပ္ပါဒ်ကိုဆင်ញင်နှလုံးသွင်းရပရိစ္ဆေသမုပ္ပါဒ်ကိုဆင်ញင်နှလုံးသွင်းတယ်ဆိုတာဒီအကြောင်းရှိရင်ဒီအကျိုးရှိလိမ့်မယ်ဒီအကြောင်းမှမရှိဘူးဆိုလို့ရှိရင်ဒီအကျိုးမရှိနိုင်ဘူးနော်ပရိစ္ဆေသမုပ္ပါဒ်နဲ့ပတ်သက်လာလို့ရှိရင်စာပိုက်၄ပိုက်ကိုမှတ်ထားစာပိုက်၄ပိုက်ကဣမတ္တမိန်တတိဣဒံဟောတိတဲ့ဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒါရှိနေလို့ရှိရင်ဟိုဟာရှိတယ်ဆိုပါစို့ကြည့်အခုလျှက်စစ်မီးရှိနေရင်ဘာရှိအလင်းအောင်ရှိမနေဘူးဟာအလင်းအောင်ရှိဘာဖြစ်လို့ရှိလျှက်စစ်မီးရှိနေလျှက်စစ်မီးမရှိဘူးဆိုအလင်းအောင်မရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာအကြောင်းနဲ့အကျိုးကိုနားလဲတာဒါဟောဒါမရှိရင်ဒါမရှိတော့ဘူးဟောထင်ရှားတယ်နော်ဣမတ္တမိန်တတိဣဒံဟောတိဒါရှိနေသည့်အတွက်ကြောင့်ဒီအကျိုးတရားဟာရှိနေတာဒီအကြောင်းတရားဖြစ်ပေါ်လာခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်လာတယ်ဆိုတော့ဘယ်အရာပဲဖြစ်ဖြစ်နော်အကြောင်းတရားရှိနေသေးလို့ရှိရင်အကျိုးတရားပေါ်နေဦးမှာဆိုတာရှင်းတယ်အဲ့တော့အကြောင်းရှိလို့အကျိုးရှိနေရတယ်ဆိုကြတဲ့ကလုံးဝပြတ်ဆွဲသွားတယ်ဥစ္စေရဆိုတဲ့အမြင်ဟာတည်ပြီးတော့နောက်ဘယ်တော့မှပြန်မဖြစ်ဘူးဆိုတဲ့အယူဆတစ်ခုကမှန်မလားအကြောင်းရှိရင်အကျိုးရှိအောင်မှာပဲအကြောင်းဖြစ်ရင်အကျိုးဖြစ်အောင်မှာပဲဒီလိုပဲယူအောင်ဟုတ်ကဲ့ဟောနောက်တစ်ခုကဣမတ္တမိအတ္တတိဣဒံနာဟောတိဒါမရှိတော့ဘူးဆိုရင်ဟိုဟာမရှိတော့အကြောင်းမရှိတော့ဘူးဆိုရင်အကျိုးတရားမရှိတော့ဘူးဟောအကြောင်းဆိုတဲ့လျှက်စစ်မီးမရှိဘူးဆိုရင်အလင်းအောင်ဆိုတဲ့အကျိုးမရှိတော့ဟောဣမတ္တနိရောဓဣဒံနိရောဓစတိဒါငြိမ့်သွားရင်ဟိုကလည်းငြိမ့်သွားပြီအဲ့တော့ဆိုတော့အကြောင်းငြိမ့်မှငြိမ့်တာဖြစ်သောကြောင့်ထာဝရမြဲတယ်ဆိုတဲ့တတ္တတအယူဆကလည်းမမှန်ဘူးဘာဖြစ်လို့တုံးဆိုရင်အကြောင်းချုပ်ရင် तू မယတ္တိနိုင်ဘူးပေါ့ဟောဥစ္စေတာဒိဋ္ဌိဆိုတဲ့ဒီဝိဘဝဒိဋ္ဌိဆိုတာလည်းမမှန်ဘူးဘာဖြစ်လို့ဆိုရင်အကြောင်းရှိရင်ရှိအောင်မှာပဲဟောတပြတ်သွားတယ်ဆိုတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြောင့်မို့လို့ဒီမှားယွင်းနေတဲ့အမြင်နှစ်ခုကိုရှောင်ကွင်းမှုရာအတွက်ကတော့ပရိစ္ဆေသမုပ္ပါဒ်ကိုမြတ်စွာဘုရားဟောတာလေအဲ့ဒါကြောင့်မို့လို့ပရိစ္ဆေသမုပ္ပါဒ်ဟာအလယ်လန်းကဟောတယ်လို့ဒီလိုပြောတာအခုပြောတဲ့ဟိုထာဝရရှိတယ်ဆိုတဲ့အရှိညင်းပယ်တယ်ထာဝရမရှိတော့ဘူးဆိုတဲ့မရှိမှုကိုလည်းညင်းပယ်တယ်အကြောင်းရှိရင်ရှိအောင်မယ်အကြောင်းမရှိရင်မရှိတော့ဘူးပေါ့အကြောင်းပေါ်မှာမိတီးနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါလို့မမြင်လို့ရှိရင်တဲ့ဆင်းရဲဒုက္ခကမလွတ်နိုင်သေးဘူးတဲ့အေးဗုဒ္ဓသာသနာတော်ရဲ့ထူးခြားချက်ကအဲ့ဒီနှစ်ခုကိုရှောင်ကွင်းနိုင်တယ်ပေါ့ဒါကြောင့်မလို့တန်တရားကိုဆင်းရဲကလွတ်နိုင်နောက်တစ်ခုကြည့်အောင်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတာအစွဲ၄မျိုးဥပါဒံလို့ခေါ်တယ်ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာကဲဘုန်းကြီးတို့တွေစာလို့ပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်
ဥပါဒနာအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင်တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်နော်အမြင်ကလည်းပြင်းထန်တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်အဲ့ဒီနှစ်ခုဟာဥပါဒနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ်ဆွဲလန်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမုပါဒံလို့ခေါ်တယ်ကိုယ့်ဘက်ကိုပြန်ပြီးတော့စစ်ဆေးကြည့်ကာမုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလူချင်းစရာအာယုန်တွေကိုလူချင်းတဲ့တဏှာသည်ဥပါဒနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလားမရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရာသာပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကာမဂုဏ်အာယုန်တွေနဲ့တွေ့တဲ့အတိုင်းမျက်စိကမြင်နားကကြားအဲ့ဒီအာယုန်တွေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လွတ်နိုင်အဲ့ဒါကိုကာမုပါဒံကာမုပါဒံကြောင့်မို့လို့ဒီအာယုန်လေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုန်အတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါပါလေမျက်စိကမြင်တဲ့အပေါ်မှာလိုချင်နေကြတာမဟုတ်လားအေးကက်ဆက်တွေတို့ MP3 တွေတို့အခုသချင်းတွေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအတန်ကြောင့်ဟုတ်ကလားအတန်ကိုတွေ့တာလို့လေရေမွှေးတွေတို့မိတ်ကတ်တွေတို့ဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့်စားတော့ဆိုင်တွေကဆိုဟောရသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်တွေဘလောက်ကြီးပွားနေတော့နော်ဗမာပြည်ဆိုလို့ရှိရင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခုကိုရီးယားတဲ့ဗီယက်နမ်တဲ့ဟိုကတဲ့ဒီဟာနဲ့အစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ကဲအဲ့ဒီလူတွေဟာဒါမစားရင်ခန္ဓာကိုယ်မတည်တတ်မှမို့စားတာလားကြိုက်လို့စားတာလားဩကာမုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့နော်ဒါတွေစားရဖို့ကြိုးစားနေကြအဲ့ဒါကာမုပါဒံလို့ခေါ်တယ်တခြားဘာသာတွေမှာကာမုပါဒံကိုပယ်ခွာဖို့ဟောတဲ့ဘာသာတွေရှိပါတယ်ကာမုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တောင်မိုးဘူးနော်အိန္ဒိယမှာခုချိန်ဖုန်းကြီးတွေဆိုတာပိုင်ဆိုင်မှုတွေအကုန်စွန့်လွတ်ပြီးတော့အဝတ်တောင်မိုးဖဲနဲ့နေတယ်ကာမုပါဒံကိုတော့သူတို့ပယ်ခွာနိုင်တယ်ပေါ့ကဲနောက်တစ်ခုဥပါဒံတစ်ခုကိုကြည့်အောင်ဒိဋ္ဌုပါဒံအမြင်နဲ့ပတ်သက်တဲ့ဥပါဒံအစွဲလန်းတစ်ခုအဲ့ဒီဒိဋ္ဌုပါဒံဆိုတာတခြားပြောတာမဟုတ်ဘူးကံဤအကျိုးတရားကိုညှင်းကွယ်တာနတ္ထိကဝါဒလို့ခေါ်တယ်ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတန်းတာအကျိုးမရှိဘူးဒီလောကမရှိဘူးတမလွန်လောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမာတာနတ္ထိပိတာအမေဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေဖေပေါ်စော်ကားတာတို့အမေဖေပေါ်မှာပြုစုတာတို့ကုသိုလ်မရဘူးဆိုတာညင်းပယ်တာပဲတူတူပဲဟုတ်ကဲ့အဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညင်းပယ်တာတွေကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်အထူးသဖြင့်ယုတ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူဆရှိတယ်အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုတ်လို့မရတဲ့ဥပါဒံတစ်ခုပဲအဲ့တော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုတ်နိုင်ပြန်တော့လေဘာကြံသေးတော့ဆိုတန်တရားဝုကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲတန်တရားဝုကလွတ်ချင်လို့ဆိုပြီးတော့အကျင့်နေကျင့်တယ်ဘာအကျင့်နေကျင့်တယ်ဆိုလို့ရှိရင် तू ကဟ
ခွေးကျင်နွားကျင်ကျင့်လို့ရှင်တန်တရားဝတ်ကလွတ်တယ်လို့ယုံကြည်ယူဆတယ်ဒါကြောင့်မို့လို့ခွေးလို့ကျင့်တယ်နွားလို့ကျင့်တယ်မြောက်လို့ကျင့်တယ်ဝက်လို့ကျင့်တယ်အမျိုးစုံပေါ့လေဥတောင်းလို့ကျင့်တာတို့အဲ့ဒါလို့ကျင့်တာတွေအများကြီးပဲအမျိုးစုံပဲအဲ့ဒါလို့ကျင့်တာတွေလင်းတို့ကြီးလို့တွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်လည်းရှိတာပဲဝက်ကုလိဝတ္တလို့ခေါ်တယ်နော်အဲ့ဒါလို့အကျင့်မျိုးစုံတွေနဲ့တန်တရားဝတ်ကလွတ်နိုင်တယ်လို့မှားမှားရင်မြင်တဲ့အမြင်ကသီလပရပရမတ္တဒီလိုဥပါဒာနောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိရင်အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးတဲ့ကတဘာဘာပေါ်မှာဒီအတ္တလို့ယူဆတယ်အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တစ်ခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်နော်အဟံမမငါသို့မဟုတ်ငါဥစ္စာကဲဘုန်းကြီးတို့တွေကိုယ်စဉ်းစားကြည့်ငါဆိုတဲ့စကားကိုအယက်စကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုမေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင်ခန္ဓာ၅ပါးတဲ့ကလွတ်ပြီးငါလို့ပြောလို့ရရလားမရပါဘူးဗျာခန္ဓာ၅ပါးတဲ့ကလွဲပြီးတော့ငါဟာလို့ပြောလို့ရလားမရဘူးအဲ့တော့ခန္ဓာ၅ပါးတဲ့ကတခုခုပဲငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်ပေါ့အဲ့တော့တကယ်ငါဆိုတာဟုတ်ကလားလို့ဆိုတော့မဟုတ်ဘူးသူ့တဘာဝတရားအတိုင်းသူ့ဟာသူဖြစ်နေတာငါဟာဆိုတာရောဟုတ်ကလားမဟုတ်ဘူးတကယ်ဝိပဿနာဉာဏ်အမြင်နဲ့ကြည့်လိုက်ပဲဆိုလို့ရှိရင်အရာခတ်သိမ်းဟာထာဝရရွေရှားနေတာဆိုပါစို့မြစ်ထဲမှာရေသွားခတ်ပြီးတော့ရေမြစ်ရေတွေစီးနေတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီစီးနေတဲ့ရေလေးကိုတေးသေးချာချာတဲ့တဲ့ချိန်ထားပြီးတော့ငါရေလို့ပြောလိုက်အဲ့ဒီပြောပြီးတဲ့အချိန်လေးမှာဒီရေဟာရှိသေးလားရှိပါဘူးဗျာနောက်တရေဖြစ်သွားပြီဟုတ်ကဲ့လားမှန်ပါဗျာပြောင်းသွားပြီအဲ့ဒီပြောင်းတာတဲ့တောင်မြန်သေးတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တိနာတွေကတော့ငါလို့ပြောလိုက်တဲ့အချိန်လေးမှာပဲဟိုသူကနောက်တစ်ခုဖြစ်သွားပြီဒီတစ်ခုကပြက်သွားပြီလေအဲ့တော့ငါလို့ပြောလိုက်တဲ့ဟာလေးကပြက်သွားပြီနောက်တစ်ခါဖြစ်တာကငါလို့ပြောတဲ့ဟာမဟုတ်တော့ဘူးတခြားဟာဖြစ်ပြီသို့တော့ကော်ပီဆိုတော့လူတွေကမျက်စိလဲနေတာပေါ့ဒါလို့ပဲထင်တော့တာပေါ့ဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါကြောင့်မို့လို့ဒီအတ္တဝါဒခန္ဓာ၅ပါးတဲ့ကတခုခုငါလို့ပြောရတဲ့အတ္တဝါဒတက္ကရာဒိဋ္ဌိတက္ကရာဆိုတာတကယ်ထင်ရှားရှိတာကခန္ဓာအဲ့ဒီခန္ဓာကောပေါ်မှာလွဲမှားစွာထင်တာကဒိဋ္ဌိခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မြင်ရင်ဒါမှန်တယ်နော်ရုပ်ကိုရုပ်လို့ပဲမြင်တယ်နာမ်ကိုနာမ်လို့ပဲမြင်တယ်ငါလို့မမြင်ဘူးဆိုရင်မှန်တယ်အဲ့ဒီယုံနာနှစ်ပါးတဲ့ကတခုခုငါလို့မြင်တယ်ဆိုတဲ့အမြင်ဟာမှားတယ်ပေါ့အဲ့ဒီလိုမြင်တာကိုအတ္တအဲ့ဒီအတ္တအကြောင်းပြောတဲ့ဝါဒကိုအတ္တဝါဒအဲ့ဒီအတ္တဝါဒပေါ်မှာလဲဆွဲလန်းမှုရှိတယ်တဲ့အဲ့တော့ဘာသာတရားတွေအားလုံးဟာမြတ်စွာဘုရားထောက်ပြတယ်ဒီဥပါဒံတရားတွေကိုကြော်လွှားဖို့ဘာသာတရားတွေကကြိုးစားတဲ့အထက်မဲ့တဲ့တချို့ဘာသာတွေကကာမုပါဒံကိုကြော်လွှားနိုင်တယ်ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားနိုင်တယ်နောက်တချို့ဘာသာတရားတွေကကာမဂုဏ်အာယုန်တွေအပြင်ဒိဋ္ဌုပါဒံဆိုတာကိုလည်းကြော်လွှားနိုင်တယ်တဲ့နောက်တချို့ဒီဘာသာတရားတွေကကာမုပါဒံဒိဋ္ဌုပါဒံနှစ်ခုတည်းမကဘူးသီလပတုပါဒံလို့ဆိုတဲ့အကျင့်သီလနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အယူဆပေါ်မှာလည်းကြော်လွှားနိုင်တယ်တဲ့သူတို့မကြော်လွှားနိုင်တာဘာလို့ဆိုရင်အတ္တဝါဒုပါဒံမကြော်လွှားနိုင်ဘူးဆိုလိုတာကမြတ်စွာဘုရားလက်ထက်ကဘာသာတရားတွေမှန်သမျှငါဆိုတာကိုပယ်ဖြတ်လို့မရတော့ဘူးသူတို့မှာနောက်ဆုံးမှအတ္တလေးချမ်းနေတယ်လို့ဒီလိုပြောတာနော်အဲ့ဒါလေးမှမပြောက်ဘူးဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကတန်တရားဘုကလို့လို့မရဘူးတဲ့အဲ့တော့တခြားဘာသာတရားတွေဟာအဲ့ဒီအဆင့်ကလေးကိုဘယ်ဘာသာမှမကြော်နိုင်ဘူးဆိုပါစို့ပုရဏကသဗ္ဗတို့မက္ခလိကောသလတို့အဇိတကေတကမလာတို့နော်နိဂန္ဓနာတဗုဒ္ဓတို့သင်္ဆရာဗိလထတို့ဖျားလက်ထက်တုန်းကထင်ရှားတဲ့ဘာသာရေးကိုင်းဆရာကြီးတွေဟာဒီပြင်တရားတွေအမျိုးမျိုးအယူဝါဒတွေခေါ်နေပြီပဲနောက်ဆုံးမှသူတို့မကြော်လွှားနိုင်တာအတ္တပဲအဲ့ဒီအတ္တဆိုတဲ့အယူဆကိုမကြော်ဖြတ်နိုင်သည့်အတွက်ကြောင့်
ထာဝရငြိမ်းတဲ့နိဗ္ဗာန်ဆိုတာဘယ်လိုမှရှာတွေ့မသွားကြဘူးပေါ့ဒါလေးထဲမှာပဲပြန်ပြီးတော့နစ်ပြီးတော့ဒါလေးကပြန်ပေါ်လာတာပဲတဲ့ဟောမြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်ပြီဆိုတဲ့အခါကျတော့မှဟောဒီတက္ကရာဒိဋ္ဌိဆိုတဲ့ဒီအတ္တအယူအဆလေးတစ်ခုကိုညှင်းပယ်ပြီးတော့ကြည့်လေမြတ်စွာဘုရားတပါးပဲရှိတယ်ဟောတယ်အနတ္တဆိုတာသဗ္ဗေဓမ္မာအနတ္တလို့ဟောနိုင်တာဒီမြတ်စွာဘုရားတပါးပဲရှိတယ်ပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကအနိစ္စဒုက္ခဟောကောင်းဟောလိမ့်မယ်အနတ္တဆိုတာမဟောနိုင်ကြဘူးပေါ့အဲ့တော့ဘာသာတရားတွေဟာဘလောက်ပဲကောင်းတဲ့ဘာသာတရားပဲဖြစ်ဖြစ်နောက်ဆုံးမှာအတ္တကိုမပယ်ဖြတ်နိုင်သမျှအတ္တဆိုတဲ့ယူဆွဲတဲ့အမြင်ကြီးတစ်ခုကိုမရှောင်ရှားနိုင်သေးသမျှမကျော်လွှားနိုင်သေးသမျှတန်တရားဝဆင်းရဲကဘယ်သူမှမလွတ်ဘူးတဲ့အဲ့ဒီအတ္တကိုကျော်ဖြတ်ဖို့ဆိုတာဖယ်ရှားနိုင်ဖို့ဆိုတာဘာလို့လဲလို့ဆိုရင်အမှန်တရားကိုသိဖို့လိုတယ်အမှန်တရားကိုသိတဲ့အဝိဇ္ဇမသိတဲ့ဒီအဝိဇ္ဇာကိုဖယ်ရှားဖို့ဟာအမှန်တရားကိုသိတဲ့အသိဉာဏ်ဝိဇ္ဇာဆိုတာလို့တယ်အဲ့တော့ဘုရားဘာသာတရားတော်မှာဝိဇ္ဇာဟာအစင်းစင်ထားတာနောက်ဆုံးမှာဒီမဲ့ဉာဏ်တွေကိုဝိဇ္ဇာလို့ခေါ်တယ်အရတ္တမက်ကဝိဇ္ဇာလို့ဆိုတဲ့ဒီအသိဉာဏ်ရလိုက်ပြီဆိုလို့ရှိရင်တော့မောဟဆိုတဲ့တွေ့ဝေတဲ့အဝိဇ္ဇာဆိုတဲ့အသိရဲ့ဆန့်ကျင်ဘက်သဘာဝတရားတစ်ခုဟာလုံးဝရှင်းသွားတယ်လုံးဝရှင်းသွားတော့အဝိဇ္ဇာကင်းသွားလို့ဝိဇ္ဇာလည်းပေါ်လာရောဘာဖြစ်လဲလို့ဆိုရင်အဲ့ဒီအဝိဇ္ဇာကင်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဝိဇ္ဇာပျောက်သွားပြီဆိုတာနဲ့တပြိုင်နက်အမှန်တရားကိုသိမြင်သွားပြီသိမြင်သွားတဲ့အခါကျတော့တွေ့တာမှုတွေအလုံးကိုဖယ်ရှားလို့ရသွားပြီတွေ့တာမှုတွေအလုံးဖယ်ရှားသွားနိုင်တဲ့အချိန်မှာဘာဖြစ်လဲလို့ဆိုရင်တွေ့တာမှုတွေကုံသွားတာနဲ့တပြိုင်နက်သူ့ကိုယ်သူသိလာတယ်ခိနာဇာတိဘဝဆိုတာဇာတိဆိုတာနောက်ထပ်ပြန်နေမွေးဖွားမှုငါမှမရှိတော့ဘူးလှုပ်ရှားတွေလှုပ်ပြီးပြီဝုတိတံဗြဟ္မစရိယံကျင့်စရာတွေကျင့်ပြီးပြီကတံကရဏီယံလှုပ်ရှားတွေလှုပ်ပြီးပြီနတ္ထိတာနိပုဏ္ဏဘောနောက်ထပ်ဘဝသစ်ဆိုတာငါမှမရှိတော့ဘူးနာပရံအိဋ္ဌထာယဒီအကျင့်တရားအတွက်နောက်ထပ်ထပ်ပြီးတော့ကျင့်စရာမရှိတော့ဘူးဆိုတာလုံးဝရှင်းရှင်းကြီးမြင်လာတယ်အဲ့ဒီအဆင့်ထိအောင်ပို့ပေးနိုင်တာမှတကယ်နေယနိကသာသနာဖြစ်ပါတယ်တဲ့အဲ့ဒီအဆင့်ထိအောင်မပို့နိုင်တဲ့သာသနာဟာပြည့်စုံတဲ့သာသနာလို့မခေါ်နိုင်ဘူးတဲ့နော်ဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့သာသနာတော်ဒီနေယနိကသာသနာတကယ်တန်တရားဝဆင်းရဲကနေထုတ်ဆောင်ပြီးတော့ပေးနိုင်တဲ့သာသနာတကယ်ပြည့်စုံတဲ့အသိဉာဏ်တစ်ခုကိုပေးပြီးတော့မသိမှုဆိုတဲ့အဝိဇ္ဇာကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့သာသနာဖြစ်တယ်ဆိုတာကိုယ်စီကိုငါသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့သာသနာတော်မှာအဓိကပန်းတိုင်ဟာရတ္တမေရတ္တဖို့ဖြစ်တယ်ထိုရတ္တမေရတ္တဖို့ရဖို့ရအတွက်နော်မှားရွက်နေတဲ့အမြင်တွေကိုအစစ်စစ်ဖယ်ရှားလို့အသိဉာဏ်မိမိတို့တဏ္ဍာမှာရအောင်ကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့သဘောကျပြီးကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း